မိကုန်းတွေကကျုပ်ကိုလာမေးရင်တော့အရောက်ဖို့တဲ့မိကုန်းတွေအဲ့ဒီပလင်းကြီးချိတ်တာနဲ့ပတ်သက်ပြီးတော့ဗျာနော်ကျွန်တော်အတွေ့အကြုံလေးနည်းနည်း share သွားမယ်နော်ဘာဖြစ်လို့ဆိုပလင်းကြီးချိတ်တာရန်ကုန်မှာဆိုရင်တော့လိုက်တာတို့ဘာလို့ပဲအရန်ခစ်စားတယ်ကျွန်တော်နယ်တွေမှာလည်းခစ်စားနေတော့ပလင်းကြီးချိတ်တာနော်သမင်းစားပြက်လည်းပလင်းကြီးချိတ်တယ်နှုံးလည်းပလင်းကြီးချိတ်တယ်သိတယ်မလားဘာလာပလင်းကြီးချိတ်တာဗျာကျွန်တော်ဇလန်လေးတစ်ခုရှိတယ်သူကရွာတရွာမှာစေးเสียတယောက်ရှိနော်အဲ့စေးเสียဗျာသူစီဘာလူနာသွားပြဒါမီးရပဲဒါမီးရပဲဆိုရင်အများတန်းဘယ်လူလာမီးရပဲလုံနေတဲ့ခါကျတော့ကြားတဲ့ခါကျတော့ရွာသားတွေကအမြင်ကက်လို့ဆိုပြီးတော့ဒီစီကဘာလူနာလာမီးရပဲလုံနေတယ်ပေါ့လေအဲ့တော့ယောက်ျားကြီးကိုမိန်းမလို့ပြောတယ်မှာပြင်သွားတာပြင်သွားပြီးတော့တခါလေမိန်းမအင်ကြီးဝစ်နော်ထမိန်တွေပါတွေဝစ်ပြီးတော့အဲ့ဒီယောက်ျားကြီးကိုအဲ့ဒီစေးเสียစီခေါ်သွားတာခေါ်ပါအောင်ဟိုရောက်တော့30အတိုင်းပဲဒီလူနာလည်းမီးရပဲပေါ့ဟာဆေးကဒီလူနာမီးရဘလို့ဖြစ်နိုင်ပါတော့ဒီမှာဒီလူနာယောက်ျားကြီးကျွန်တော်တို့မိန်းမပုံစံဟန်ဆောင်ပြီးခေါ်လာတာကဲခင်ဗျားဘာပြောမလဲပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့အေးဒါကြားမီးရပဲတဲ့အဲ့လိုပဲနော်ဘာလာပလင်းကြီးချိတ်ချင်တယ်ဆိုရဲလူနာတွေရှိတယ်ချိတ်မယ်ဆိုရဲဆရာဝန်တွေရှိတယ်တချို့လူတွေဆိုရင်ဗျာဟိုဘိုးတော်ကြီးတွေများတယ်ဟိုဘယ်လိုပြောရမလဲဘာမှမစမ်းရသေးဘူးတန်းချိတ်တယ်နော်ပလင်း drip စင်ကထောက်ပြီးသွားပြီအဲ့တော့ပလင်းကြီးချိတ်တယ်ဆိုတာကျွန်တော်တို့အဓိကချိတ်တာနှစ်မျိုးရှိတယ် normal slide နဲ့ destro slide နော် normal slide ဆိုတာဗျာနားလည်အောင်ရှင်းပြမယ်နော် normal ဆိုတာပုံမှန် slide ဆိုတာစားရည် normal slide ဆိုတော့ပုံမှန်စားရည်ပလင်းမြန်မာလိုအဓိပ္ပာယ်နော် destro slide ဆိုတာကြတော့ destro ဆိုတာမြန်မာလိုနားလည်အောင်မှတ်လိုက်ဆရာဝန်လုပ်စားမှလည်းမဟုတ်ဘူးတရားလို့မှတ်လား destro တရား slide ဆိုတော့စားတရားနဲ့စားနဲ့အမပြီးရောမွေထားတဲ့ပလင်းဒီနှစ်မျိုးပဲချိန်ကြတာများတော့အဖြစ် normal slide နဲ့ destro slide ဒီကောင်တွေလုံးဝအသုံးမွေတာတော့မဟုတ်ဘူးဗျာသိလား shock ဖြစ်နေတဲ့လူနာတို့သိရမလားခါကြရင်ဗျာ1တွေပါနေအရင်တော့ color 1တွေပါနေပေါ့အဲ့လိုမျိုးတွေဆိုရင်ဒါပလင်းတွေချိန်ကြတယ်ဥမာလူနာက accident ဖြစ်လို့သွေးတွေအရင်ထွက်နေတယ်ဆိုလဲဒါမဖြစ်မနေချိန်ရတဲ့အပိုင်းတွေရှိတယ်ဟိုမှာမီးလောင်ပြီးတော့နော်မီးလောင်ခံရတဲ့လူနာတွေပါဆိုလဲဒါမဖြစ်မနေချိန်တာဒါပေမဲ့လူမချိန်တယ်ဘာလာထမင်းစားပြက်တယ်နော်ပလင်းချိန်မယ်နှုံးတယ်ပလင်းချိန်မယ်ဆိုကိုမုန်းဆန်းနဲ့ပဲစဉ်းစားကြည့်အောင်စားပလင်းကိုခမ ्या ကိုချိန်လိုက်ခမ ्या ထမင်းစားကောင်းသွားတယ်ဘယ်လိုသက်ဆိုင်နော်နေနော်ကြားပလင်းခမ ्या ကိုချိန်လိုက်နော်နှုံးတာတွေပျောက်သွားပြီလမ်းသွားတယ်ဒါတွေကဘယ်လိုပြောရမလဲအယူဆအမှားတွေပေါ့ဗျာနော်ဟိုချိတ်ပေးတဲ့လူတွေဘက်ကကြည့်ရလေဗျာလူနာကိုဓစားတော့ထားပါတော့စားပလင်းပေါ့စားပလင်းမချိတ်ပဲနဲ့ဓစားတော့ပေးလိုက်မယ်ဆိုရင်ဓစား2000ဆို2000 3000ပဲရမှာလေပလင်းချိတ်လိုက်တော့3000လို့4000တောင်းလို့ရတော့အဲ့တော့သူတို့လည်းအဆင်ပြေတယ်ပေါ့လေနော်ချိတ်တာအဲ့ဒါကြတော့ဘလို့ဖြစ်လာလဲဆိုဒီစားပလင်းတွေကနော်သွေးတိုးရှိတဲ့လူချိတ်လို့မရဘူးတရားပလင်းတွေဆိုရင်လည်းစီးကြိုဖြစ်တဲ့လူတွေချိတ်လို့မရဘူးနော်အဲ့ကျွန်တော်အတွေ့အကြုံပဲပါဗျာတခါတော့တော်တော်ဆိုးဆိုးပါအဲ့ဒီဘိုးတော်ကြီးကသွေးတိုးရှိတယ်သွေးတိုးရှိတော့ဒါပေမဲ့ तू ကအဲ့ပလင်းချိတ်တာကိုတော်တော်လေးကိုဝါသနာပါတယ်ကျွန်တော်ကအလိုလိုက်တဲ့ဆရာဝန်တွေမှာမပါဘူးမပါတဲ့ခါကျတော့ကျွန်တော်စီလိုက်ပလင်းချိတ်ချင်လို့ကျွန်တော်တေချာရှင်းပြတယ်ဘိုးတော်နော်ချိတ်လို့မရဘူးသွေးပေါင်တွေစောက်တက်သွားလိုက်မယ်နော်ဒီထဲမှာစားပလင်းစားတတ်တယ်အများကြီးပါတယ်ကျွန်တော်တို့ကသွေးတိုးမှာဆိုလို့အငန်တော်မစားပါနဲ့လို့မှားနေတာဒီစားပလင်းကြီးကိုဘာလို့ချိတ်မလဲတေချာမှားတယ်မကြိုက်ဘူးဒါပေမဲ့ကိုလည်းအများနဲ့ဆိုတော့ဒီလောက်ပဲရှင်းပြနိုင်တယ်လေအဲ့ဒါနဲ့ပြန်သွားတယ်ပြန်သွားပြီးတော့နောက်တစ်ပတ်လောက်နေတော့လူနာလာပင့်ဆရာလည်းအရေးပေါ်လည်းချင်းလိုက်ခဲ့ပါဆိုအဲ့ဒါနဲ့ကဲစိတ်အိတ်တွေပါပြင်ပြီးလိုက်သွားတော့လိုက်ပါကိုရောက်တော့ပလက်ကလာထိုင်ပေါ်မှာပလင်းတန်းလိုက်နဲ့သေနေရှင်းတဲ့အတိုင်းပဲလေမချိတ်ပါနဲ့လို့ပြောတာနားမထောင်သွေးတိုးနေတယ်ခေါင်းမူးနေတာမသိပဲနဲ့ပလင်းသွားချိတ်တာသွေးပေါင်ကြီးစောင့်တက်ပြီးအုံတော်သွေးကြောတစ်ခါပြတ်သေရောအဲ့တော့ပြောချင်တာစွတ်မလုံးနဲ့နော်ဘာလာပလင်းချိတ်တယ်ဆိုရင်တော့
အဲ့ဒီဆရာခုနကြားမီးရဲ့ဆရာလို့တော့ဖြစ်နေတတိထားဖို့တော့လိုမယ်အခုဒီညမမေးတဲ့မိကုန်းဒီလောက်ဆိုရင်အပြေနားလည်သွားပြီစရနော်ဟုတ်ပြီလားပလင်းငါးလုံးတောင်ချိတ်ပြီးသွားပြီနော်အေးအဲ့ဒါပဲပြောမယ်ကျေးဇူးတင်ပါတယ်